ညရှင်မြန်ကစားခဲ့တဲ့ Europa League ပြိုင်ပွဲတွေ Conference League ပြိုင်ပွဲတွေဆိုတော့ကျွန်တော်တို့ကတော့အဲ့ထဲကဖားလို့ပဲငင်းနိုင်လို့ဖြစ်နေတဲ့ချစ်ကိုတို့ရဲ့ Television နဲ့ joiner နဲ့ညီကိုတွေဆိုသိပါတယ်စတူကတ်ကိုပေါ်တပွဲကောင်းရွေးချယ်ပေးတယ်ကျွန်တော်တို့ပထမပိုင်းနဲ့တင်ကျွန်တော်တို့အိတ်နေလို့ရတယ် online ပွဲဖြစ်တဲ့ Brazil Series ပွဲကိုရွေးချယ်ပေးတယ်အဆင်ပြေခဲ့တယ်ပကစ်ညီကိုတွေကတော့၄ပွဲရွေးချယ်ပေးရမှာ၃ပွဲနိုင်ခဲ့တယ်၂ပွဲစာပေါင်းပြတယ်လက်ဆောင်မောင်းတွေကတော့လေးပွဲရွေးချယ်ပေးရမှာ၃နှစ်အပြည့်နိုင်ပြီးတော့တပွဲရှုံးနေခဲ့တယ်လက်ဆောင်မောင်းလေးကတော့ကံမပါခဲ့ဘူးဆိုပေမဲ့လည်း Television နဲ့ joiner နဲ့ညီကိုတွေညကကျွန်တော်ညီကိုတွေရင်ခုန်တက်မှဒီဗီလေးကိုအဆုံးနဲ့ကြည့်ဖို့ကျွန်တော်ယုံလို့ပြောချင်တယ်ဘာဖြစ်လို့လဲနည်းနည်းလေးတော့ဒီနေ့ညရွေးချယ်မှုမှာရင်ခုန်ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့တွေဒါတောက်ကြနေမှာဆိုတော့အမှတ်ပေးပြိုင်ပွဲတွေပြန်စပြီးဒီထဲမှာတပွဲကောင်းဖြစ်တဲ့ဘီပေါင်းနဲ့အဂျီပွဲလေးလိုလိုရှင်းလုပ်ပေးမယ်ဘီပေါင်းဒီအိမ်ဝင်နေတော့150ဘော်ဒီဈေးတန်းကိုပေါင်းဈေးတန်းမှာတော့နှလုံးလုံး90ဈေးတန်းပေးထားတယ်ဟတ်တူကတွတ်ဆုံခဲ့တဲ့ဈေးတန်းရကြည့်မယ်ဆို2022တော့ဘီပေါင်းအိမ်ဝင်မှာဘီပေါင်းဒီ1ဒီဈေးပေးပြီးတော့2-1ဆိုပြီးရလက်နဲ့သင်းနိုင်ခဲ့တဲ့ဘော်ဒီဈေးတန်းတည်ကြခဲ့တယ်2023မှာတော့ဘီပေါင်းဒီ1တို့100ဘော်ဒီဈေးတန်းပေးပြီးတော့ဇီဝမ်းဆိုပြီးရလက်လေးနဲ့ရှုံးနေခဲ့တယ်အဲ့တော့အခုလက်ရှိဘီဘာကိုပေးထားတဲ့ဘော်ဒီဈေးတန်းနဲ့ပြီးခဲ့တဲ့နှစ်ကတွတ်ဆုံခဲ့တဲ့ဈေးတန်းနဲ့ရှင်ကြည့်မလို့ဘီဘာအိုရဲ့ဈေးတန်းဒီဒင်းညမှာတော်တော်လေးကိုပျော့ပြောင်းနေတာကျွန်တော်မြင်ရတယ်ဘာဖြစ်လို့ပျော့ပြောင်းလဲအဖြစ်အရှင်းလေးပဲဘီဘာအိုမှာဒဏ်ရာရကစားသမားတွေများတဲ့အတွက်ကြောင့်မလို့ဘီဘာအိုဘော်ဒီဈေးတန်းဒီပျော့ပြောင်းနေတာပဲဖြစ်တယ်လက်ရှိ LG ကိုလည်းကျွန်တော်ပြန်ကြည့်မယ်ဆို LG ဒီဒီရဒီအဝေးကွင်း17ပွဲမှာတော်တော်လေးကိုညံ့ပြင်းတဲ့အသင်းတစ်သင်းပါနောက်ဆုံးကစားခဲ့တဲ့10ပွဲစတိုက်စီလည်းနိုင်ပွဲမရရှိထားတဲ့အသင်းတစ်သင်းပါဒါကိုဘာဖြစ်လို့အိမ်ရှင်ဖြစ်တဲ့ဘီဘာအိုကတလုံးဖွင့်ကျွန်တော်တို့တဝက်နီးပါးပျော်ရွှင်ခွင့်ပေးထားတာတော့ကျွန်တော်တို့ခုပဲလို့ကျွန်တော်တို့ထင်တယ်လုံးဝကိုမဖြစ်သင့်တဲ့ဘော်ဒီဈေးတန်းလို့ကျွန်တော်တို့မြင်တယ်တကယ်လို့ဘီဘာအိုဒီ HG ကိုနိုင်ခဲ့မယ်ဆိုရင်တော့မှ1-2-1ပုံစံမျိုးဒါပိုကီတွေဒီခတ်မှန်းထားတဲ့ပုံစံမျိုးဖြစ်ပါတယ်လက်ရှိဘီဘာအိုရဲ့ current form 9ပွဲကျော်ကြည့်မယ်ဆိုရင်3ပွဲနိုင်ပြီးတော့တပွဲတရေတပွဲရှုံးနေထားတယ်အဲ့တော့ဘီဘာအိုရဲ့ပြိုင်ပွဲဆုံး current form ဒီဒါကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်အိမ်ဝင် current form ကြည့်မယ်ဆိုရင်အိမ်ဝင်တိုင်းမှာလည်းဘီဘာအိုဒီကိုရရှိတာတွေကျွန်တော်တွေ့ရတယ်နောက်ဆုံးကစားတဲ့ပွဲမှာဆို Real Sociedad ဇီဝမ်းသူရလက်နဲ့ရှုံးနေခဲ့တာအဲ့တော့ဒီနေ့ညအိမ်ဝင်မှာသူ့အနေနဲ့အမတ်လိုအပ်တယ်ဆိုရင်တော့မှHG ကိုအနိုင်ရရှိအောင်ကစားနိုင်ကောင်းကစားနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်အဝေးကွင်းဖြစ်တဲ့ HG ကတော့ကျွန်တော်တို့ထိုတူဘာမှပြောစရာမလိုရလက်ပိုင်းဆိုင်ရာမှာအနိုင်ရမရရှိထားတဲ့အသင်းတစ်သင်းစပိန်လာလီဂါရဲ့တေဝယ်ကိုကျွန်တော်ပြန်ကြည့်တဲ့ချိန်မှာဘီဘာအိုဒီအဆင့်9နေရာမှာရှိတယ်အဲ့တော့ပြောချင်တာဘီဘာအိုဒီအလဲလက်အသင်းကျွန်တော်ထပ်ပြီးတော့ဘီဘာအိုနဲ့လာမယ့်ရာသီကွန်ဖရင့်လိပြိုင်ပွဲလေးဘာညာလေးတွေကန်နေတယ်ဆိုဒီနေ့ပွဲကိုအနိုင်3မှတ်လိုကိုလိုအပ်တယ်လက်ရှိ HG ရဲ့အမှတ်ကတော့24ပွဲကစားထားပြီးတော့25မှတ်ပဲရထားတယ်အဲ့တော့ HG ဘက်ကလည်းတန်းစင်းသောရုံးလာနိုင်ပွဲရှိတယ်ဘီဘာအိုရဲ့လက်ရှိအိမ်ဝင်း12ပွဲကစားတဲ့ current form ပြန်ကြည့်တဲ့ချိန်မှာ12ပွဲကစားထားပြီးတော့ရာကို15ကိုပေးကို14ကိုအဲ့တော့ဘီဘာအိုရဲ့တိုက်စစ်ကတော့အိမ်ဝင်းမှာတပွဲကိုတကိုးလောက်ရတယ်လို့ခန်းစစ်ကလည်းတပွဲကိုတကိုးလောက်ထိပြန်ပေးနေရတဲ့data လေးတွေကျွန်တော်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အဝေးဝင်ဖြစ်တဲ့ HG ကိုပြန်ကြည့်တဲ့ချိန်မှာ HG ကလည်း17ပွဲမှာ17ကိုရပြီးတော့ပေးကို22ကိုပြန်ပေးနေရအဲ့တော့ data အချက်လက်ရကျွန်တော်ပြန်ကြည့်မယ်ဆို HG ကလည်းအဝေးကွင်းမှာတကိုးရနိုင်လို့ HG ရဲ့ခံစစ်ကလည်း2ကိုးထိပြန်ခွင့်ပြုထားရတယ်အဲ့တော့ဘီဘာဝက်ပေးထားတဲ့ body ဈေးတန်းဒီနှလုံးသွင်းမှကျွန်တော်တို့အပြည့်ပျော်ရွှင်ခွင့်ပေးထားတာဆိုတော့ HG ရဲ့ခံစစ်ပေးကိုနှုံးကိုတွက်ချက်ပြီးတော့ပေးထားတယ်ဘီဘာဝက်ကိုသွေးနှုံးကတော့တပွဲကိုတကိုးပဲဆိုတော့ကျွန်တော်ကတော့ဒီနေ့ညရွေးချယ်မှုမှာတော့နည်းနည်းလေးတော့ရင်ခုံရမယ်တကိုးသွင်းတဝက်နီးပါးပျော်ရွှင်ခွင့်ပေးထားတော့ကျွန်တော်အနေနဲ့ဒီဈေးတန်းကိုကျွန်တော်လုံးဝမကြိုက်ပါဘူးအဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းရွေးချယ်မှုမှာဆိုကျွန်တော်ကတော့အဝေးကွင်းဖြစ်တဲ့ HG body လေးနဲ့ပဲရက်တီကြီးမှာလည်းစွန့်စားရတာကြိုက်တဲ့ကျွန်တော်ညီကိုတွေတို့ကတော့ဒီနေ့ညမှာ HG နဲ့အတူတူစွန့်စားဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အင်ရှင်ပြတဲ့ဘီဘာအိုကပဲအနိုင်ရရှိအောင်ကစားသွားမလားအဝေးကွင်းဖြစ်တဲ့ HG ကလည်းမထင်မှတ်ထားတဲ့ခြေစွမ်းအနေနဲ့မထင်မှတ်ထားတဲ့ရလက်တွေကိုပုံဖော်သွားမလားဆိုတော့ညီကိုတို့အတွေးခေါ်အမြင်တွေရှိကိုမန့်တွေမှာဝင်ရောက်ဆွေးနွေးသွားဖို့ပြောကြိုင်းနေပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲကွက်လက်ပါ